နောက်တနေ့မှာတော့လီလီဟာခါတိုင်းတိုင်းသူ့အလုပ်တွေကိုလုပ်နေပါတော့တယ်ဟာဒါဘယ်လိုလုပ်ရလဲမသိဘူးဟာဘယ်လိုလုပ်ပါမလဲဒီချိန်မှာပဲလီလီရဲ့ boss ဟာရောက်လာပါတယ်အော်မင်းကဒီမှာဟိုငါမင်းကိုလိုက်ရှာနေရတယုံတော့ပတ်နေပြီမင်းဘာဖြစ်နေဒီဖိုင်တွေအလုံးရှုပ်နေဆိုရင်ငါကူညီပေးမယ်လေဒီချိန်မှာသူ့ boss ဟာသူ့ကိုဖတ်ပြီးတော့တင်ပေးနေပါတယ်ဒီမှာဒါဒီလိုမျိုးလောက်ရတာဒီအချိန်မှာဒီလိုမျိုးသူ့ကိုဖတ်ပြီးတင်ပေးနေတဲ့ boss ကိုကြည့်ပြီးလီလီယာအရန်ကိုလန့်နေပါတယ်ကဲဒီကဒီလိုလောက်ရတာကျေးဇူးတင်ပါတယ်တော့ဆရာနားကျင်အောင်မြောက်သေးပဲလီလီတို့ဟာရီမောစကားပြောနေကြပါတယ်ဒီကကြီးစစ်စပန်နေရနေကိုကြည့်စားရတယ်တော့ပေါ်နော်ဟေးရီပဲရီမီနဲ့ဒီကောင်လည်းကြည့်ရောဒီလိုရီမောစကားပြောနေရကို boss ဟာတော့ CCTV ကနေကြည့်နေပါတယ်ဒီလိုနဲ့ boss လည်းသူတို့ရှိနေတဲ့နေရာကိုထွက်လာခဲ့ပါတယ်ဒီလိုနဲ့သူတို့နာရောက်တဲ့အခါမှာသူတို့လည်းအကြီးကျယ်လန့်သွားပါတယ်မျိုးဒီမှာဘာလို့ရှိနေကြလဲဒီလိုနဲ့လီလီလည်းအရန်ကိုလန့်နေပါတယ်ယောမင်းတို့တဲ့ project တွေအကုန်ပြီးသွားတဲ့အခါမှာလီလီဟာ file နေထားဖို့အပေါ်တက်ကိုရောက်လာပါတယ်ဒီအချိန်မှာသူ့ boss လည်းရှိနေပါတယ်နေရောမင်းကပြောစရာရှိရဒီအချိန်မှာလီလီကအရန်လန့်ပြီးမင်းတွေတော့ဘူးလို့ကျမအရေးကြီးတဲ့အလုပ်တွေတွက်ထားဖို့ပါဆရာနဲ့စကားပြောလို့မရသေးဘူးမင်းကလီလီရှူအဲ့လိုမဟုတ်ပါဘူးဒါပေမဲ့မင်းက personal ကိစ္စတစ်ခုမေးမယ်မင်းယောက်ျားလေးတွေစိတ်ဝင်စားလားမင်းကသူတို့ရဲ့ type လားအစ်မတက်တယ်ရှိလားကျမကိုပြအောင်လေနောက်တက်တယ်ပြအောင်လေဘာလဲဒီလိုနဲ့လီလီလည်းသူ့ boss ကိုတွန်းပြီးထွက်လာပြီးတော့သူလည်းသူ့ boss ကိုပြောင်ပြိုင်နေဇလန်းလေးကပြီးဆုံးသွားပါတယ်ပါထရီလေးလာအောင်မှာမို့လို့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့เนาะပြီးတော့ comment မှာလည်းတစ်ခုခုရေးပေးခဲ့ကြအောင်เนาะ